ဂျပန်နိုင်ငံမှာစိုက်ပျိုးရေးအလုပ်အတွေ့အကြုံရှိသူလားဒါဆိုဒီအလုပ်ကိုလက်မလွတ်ပါနဲ့အလုပ်နေရာကကာဂိုရှိမပြန်ဒါရီမီရှိဖြစ်ပြီးအလုပ်ကောင်းစဉ်ကခေခင်ရှာခန်ကေအင်္ဂမန်နဲ့ snap အန်နန်တို့ကိုကင်တွယ်ရမယ်ချမ်းမအလုပ်လုပ်မလားရှူဒီယိုရှင်ဘူဂျန်ဂိုအီပီတဲ့ကက်ကျူဂျင်ရှီဒီယိုမမောအာရီယမတ်ဒက်အင်္ဂမောင်နဲ့စနက်အန်ဒိုစတဲ့တီးနှံတွေကိုစိုက်ပျိုးပြူစုရိတ်သိမ်းထုတ်ပိုးတဲ့စိုက်ပျိုးရေးအလုပ်ပါလုပ်ငန်းအမျိုးအစားကဂန်ကျုံနုံရဲ့ချမ်ပန်ဖြစ်ပြီးစိုက်ပျိုးရေးကိုစ조사ခြင်းတို့အတွေးကြုံရှိသူတွေကိုအထူးကြိုဆိုပါတယ်လာဇာကဂီကျို2,3650 ယင်းဖြစ်ပြီးအချိန်ပိုပါဝင်ရင်ရွေးကင်26 သုံးမှန်လောက်အထိရနိုင်ကြီးရှိပါတယ်ဂျပန်ကြီးလက်ဘဝမှာတည်ငြိမ်တဲ့အလုံးနဲ့ဝင်ငွေကောင်းကောင်းရခြင်းရင်ဒီအခွင့်အရေးကတင့်အတွက်ပါတိုကူတီမှာအခုပဲလျှောက်ထားလိုက်ပါ